င်္ဂလာပါတရားထက်ထက် channel ကနေကြိုဆိုပါရစေဒီနေ့တော့ထက်တို့ဗန်တက်ထုံမှာရှိတဲ့စီကျူကေမာလာဟော့ဘောဆိုင်ကိုသွားစားဖြစ်ပါတယ်ဒီဆိုင်လေးကိုထိုင်ဝမ်ကထက်တူလေးတွေဒူမာလေးတွေရောက်တော့မိသားစု family gathering အနေနဲ့သွားစားဖြစ်တာပေါ့နော်ဒီဆိုင်လေးကဘူဖေးဆိုင်မဟုတ်ဘဲနဲ့ကိုကြိုက်တာကိုမှာပြီးစားလို့ရတဲ့အလာကတ်ဆိုင်လေးပေါ့နော်ထပ်တို့ကတော့ဟောဘောအရေးကိုမာလာအရေးတစ်ချမ်းရဲ့ကော်လက်ချင်းအရေးတစ်ချမ်းရဲ့မှာဖြစ်ပါတယ်ဒါကတော့ထပ်တို့မှာထားတဲ့အသားလွှာလေးတွေကိုလာချပေးနေတာပါရှင်ဒီဆိုင်ရဲ့ signature ကတော့သူ့ရဲ့မာလာအရေးပါအဲ့မာလာအရေးနဲ့အရန်လိုက်တဲ့အသီးရွက်တစ်မျိုးရှိပါတယ်အဲ့ဟာကတော့စီကျူကေရောက်လို့ရှိရင်စားကိုစားကြည့်တဲ့အသီးရွက်ပဲဖြစ်ပါတယ်အဲ့အသီးရွက်ကတော့နေကြပင်ပေါက်လို့ခေါ်တဲ့ဟာလေးတွေပါအဲ့နေကြပင်ပေါက်လေးတွေကမာလာအရေးနဲ့ထည့်ပြုတ်စားလို့ရှိရင်တအားကိုစားလို့ကောင်းပါတယ်တခြားဆိုင်တွေကမာလာအရေးနဲ့ထည့်ပြုတ်စားတာအထက်စီကျူကေရောက်မာလာအရေးနဲ့နေကြပင်ပေါက်နဲ့ထည့်ပြီးပြုတ်စားရတာတော်တော်ကောင်းတာပါနောက်ထပ်စားကိုစားကြည့်တဲ့ signature တစ်ခုကတော့ CJK ရဲ့ sauce ပါ CJK ရဲ့အချင်းရတော်တော်လေးစားလို့ကောင်းပါတယ်အရင်ကတော့ CJK ရဲ့အချင်းဘုံမယူဘူးပေါ့နော်အခုကတော့အချင်းတစ်ပတ်ကန်ကိုဗ40နှုန်းယူပါတယ်ဒါကတော့ထပ်တော့မှာထားတာလေးပါရှင်စကားတွေပြောရင်ရီမောမောစားကြတော့ကြရင်လည်းအရန်ကိုပြောစရာကောင်းတဲ့ဖော့ဖော့တိုင်းလေးဖြစ်ခဲ့ပါတယ်။ထဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ထဲရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးပါအောင်ရှင်။တတ်တာ